26ရက်နေ့ကလီဗာပူးဘောလုံးအသင်းရဲ့ပရီးမီးယားလိဂ်အောင်ပွဲအခမ်းအနားတော့ဝမ်းနည်းစရာနဲ့အဆုံးသတ်သွားခဲ့တယ်ဗျာလီဗာပူးမျိုးကသူတို့ရဲ့ဘောလုံးအသင်းအချိန်20မြောက်ပရီးမီးယားလိဂ်ဖလားရတဲ့အထိမ်းအမှတ်နဲ့ချိန်တဲ့အောင်ပွဲခံနေတော့မှထိတ်လန့်တဲ့ဖို့ရုပ်ရှင်ဆက်ဆံပဲကားတစ်စီးကလူအုပ်ထဲကိုအရှိန်နဲ့ဖြတ်မောင်းသွားခဲ့တာပါကဲဆယ်ကြီးတွေရောက်လာတော့ကားအောက်မှာလူ4ယောက်ပြီးမိနေတာကိုကဲထုတ်ခဲ့ရပါတယ်ဒီဖြစ်စဉ်ကြောင့်ကလေး4ယောက်အပါအဝင်လူ48ယောက်ဒဏ်ရာရခဲ့ကြပြီး2ယောက်ကစိုးရိမ်ရတဲ့အနေထားပါတဲ့ကားကိုမောင်းခဲ့တဲ့အသက်53နှစ်အရွယ်မြို့ကန်မျိုးသားကိုဖမ်းဆီးခဲ့ပြီးဒါအကြမ်းဖက်အဖွဲ့တွေတိုက်ခိုက်တဲ့ပုံစံမဟုတ်ပဲဒီကြားဖြစ်စဉ်တစ်ခုတက်ပါလို့တော့အာနာပိုင်တွေကထုတ်ပြန်ထားပါတယ်ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေထက်ကြည့်ဖို့ like and follow လုပ်ထားပေးဦးနော်